မင်္ဂလာပါရှင်။ The Celebrity ရဲ့ဒီဇင်ဘာ19ရက်နေ့ည8:00နာရီထိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကားရောင်းကမိဘကိုထမင်းဆိုင်ဖွင့်ပေးတဲ့ကျေးဇူးကြောင့်3,500တန်ကားတစ်ကြီးကိုပြက်လေးပိုက်ဆိုင်သွားတဲ့မင်းသားတုတအောင်ရဲ့တရင်နမယာမင်းသားမင်းသမီးတွေကိုမတွေ့ရတာကြောင့်စိတ်မကောင်းဖြစ်နေကြတဲ့ပရိသတ်တွေကြောင့်စီကိန်းပြိုင်ပွဲမှာရွက်လေးပြိုင်ပွဲကိုဝင်ပြိုင်ပြီးရွှေတစိမ့်စုကြီးရသွားခဲ့တဲ့ထိုင်းမီဘီယာစူတီတာရဲ့တရင်ချမ်းသာကြွယ်ဝတဲ့မိသားစုနောက်ခံရှိပေမယ့်လိမ္မာရင်ကျေးစွာနေတယ်လို့ချီးကျူးခံနေရတဲ့မိထက်လူရဲ့တလို့ရှုစားမှာပဲဖြစ်ပါရဲ့ရှင်။ကားရောင်းကမိဘတွေကိုထမင်းဆိုင်ဖွင့်ပေးတဲ့ကျေးဇူးဆောင်3,500တန်ကားတစ်ကြီးကိုပြန်လည်ပိုင်ဆိုင်သွားတဲ့မင်းသားတုတအောင်မိဘကိုလှုပ်ကျေးပြုစုတဲ့သားသမီးဟာဘယ်တော့မှမစင်ရဘူးဆိုတဲ့စကားဟာရှေးလူကြီးတွေအမြဲပြောလို့ရှိတဲ့စကားတစ်ခုပါအခုလေအဲ့ဒီစကားကမှန်ကန်မှုကိုလက်တွေ့သက်သေပြလိုက်သူကတော့ MRT4 ရုပ်သံဇာတ်လမ်းတွေကတဆင့်ပြည်သက်အားပေးမှုရရှိခဲ့တဲ့မင်းသားကျော်တုတအောင်ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့မိဘပေါ်ထားတဲ့စေတနာကြောင့်ဘဝမှာမတင်မှတ်ထားတဲ့အောင်မြင်မှုတွေနဲ့အတူတိမ်မောင်းတောင်းတဲ့ချီတန်းတဲ့ကားတစ်ကြီးကိုပိုင်ဆိုင်ခွင့်ရသွားတဲ့တုတအောင်ရဲ့အကြောင်းကိုပြောပြပေးမှာပါပြည်သက်တွေမှတ်မိကြအောင်ပါတုတအောင်ဟာဝိပါကရုပ်သံဇာတ်လမ်းတွေမှာဝိုင်းရင်တရုတ်ဆောင်ကြီးထိုးခန့်ကျော်တဲ့တူထိုးကျော်ပြမြောက်စွာတရုတ်ဆောင်ရင်းနဲ့ပြည်သက်တွေအသိပတ်ပြုမှုကိုစတင်ရရှိခဲ့တာပါနုပညာလောကမှာရှေ့ဆက်ဖို့လမ်းစာတွေရှိနေပေမဲ့တုတအောင်ဟာသူ့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်စကားရိုက်ကူးမှုတွေခိတ္တရနာပြီးခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားခဲ့တာပေါ့ဒီလိုပြုပြင်စင်မှာမိသားစုစားဝင်တွေကပါကြက်တဲသွားခဲ့တာပါအဲ့ဒီချိန်မှာလေသူဟာနုပညာအလုပ်တစ်ခုတည်းကိုပဲထိုင်ဆောင်မနေပဲမိသားစုစားဝင်တွေအတွက်ထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်အဲ့ဒါကတော့သူလိုတန်မိုးထားပြီးတော့စီးနေနေတဲ့ကိုပိုင်ကားလေးကိုရောင်းချကမြောက်တကုံမှာမိဘတွေအတွက်မင်းသားကြီးဆိုတဲ့နာမည်ပေးထားတဲ့မြမရွရထမင်းဆိုင်လေးကိုဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်သူတို့ဟာမင်းသားတယောက်ဖြစ်ပေမဲ့မမနာတွေကိုပေးချပြီးမိဘတွေအလောက်ကန်အဆင်ပြေစေဖို့နေကမိသားစုတွေကိုပါခေါ်ယူဆောင်ရှောက်ဖို့အတွက်ကိုပိုင်ကားကိုရောင်းချပြီးတော့ယင်းနှမြုပ်နှံခဲ့တဲ့သူ့ရဲ့စိတ်တကာတကယ်ကိုမှချီးကျူးစရာပါတားလိုက်မှတယောက်လို့လဲဆိုနိုင်ပါတယ်မင်းသားကြီးထမင်းဆိုင်လေးဟာစပိုင်းမှာတော့တာမန်ဆိုင်တစ်ဆိုင်ဖြစ်ခဲ့ပေမဲ့တူတောင်ရဲ့စနစ်တကျဦးစီးမှုအိမ်ချမ်းရတာအတိုင်းကိုစေတနာပပချက်ပြုတ်မှုတွေကြောင့်မကြခင်မှာပဲနာမည်ကြီးလာခဲ့တာပေါ့ထူးခြားတာကတော့တူတောင်ရဲ့အဲဝတ်ကျေပြမှုပါသူဟာဆိုင်အောင်လာရောက်စားသုံးတဲ့ customer တိုင်းကိုမင်းသားတယောက်ဆိုတဲ့ဂုဏ်ပုတ်ကိုမိထားပြီးလက်အုပ်လေးချီကရင်းချင်းချင်းနှုတ်ဆက်တာတွေကြောင့်စားသုံးသူတွေရဲ့စိတ်နှလုံးကိုသိမ့်ပိုက်ခဲ့တာပါတခါကဆိုရင်ဇပွဲတို့လေးရဲ့အမကြောင့်စိတ်ခုသွားတဲ့ customer တယောက်ဟာဆိုင်ထွက်မှာတူတောင်ရဲ့ရိုးသားပြူငါတဲ့နှုတ်ဆက်မှုကိုမြင်တဲ့စိတ်ချမ်းသာခဲ့ရတယ်ဆိုပြီးတော့ feedback ပေးခဲ့ရပါတယ်ဒါလည်းမကသေးပါဘူးတူတောင်ရဲ့ရိုးသားမှုကလည်းအောင်မြင်မှုအတွက်တောင်းအားတစ်ခုပါဆိုင်မှာပဆိုင်ကြပြောက်သွားတဲ့အဖိုးတယောက်ကိုတေချာပြန်လဲပေးရခဲ့တဲ့ဖြစ်ရကဆိုရှယ်မီဒီယာမှာအတော်လေးကိုလူပြောများခဲ့တာပါဒီလိုစေတနာဝရိယနဲ့ရိုးသားမှုပေါင်းစပ်လိုက်တဲ့အခါမှာတော့အခုလိုတူတောင်အောင်ရဲ့ထမင်းဆိုင်ဟာတရက်ကိုရောင်းအောင်3,500အထိကိုရှိနေပြီလို့သတင်းတွေထွက်ပေါ်လာတဲ့အထိကိုအကြီးကျယ်အောင်မြင်နေတာဖြစ်ပါတယ်တူတောင်အောင်ဆောင်းပိုင်းမှာတော့သူထမင်းဆိုင်ကအဲ့လောက်ထိငွေမရဘူးဆိုပေမဲ့ခုတော့မိဘတွေအတွက်ကားရောင်းပြီးတော့ဆိုင်ဖွင့်ပေးခဲ့တယ်တူတောင်ဟာအခုဆိုရင်တော့3,500ခန့်တန်ဖိုးရှိတဲ့စစ်မြစ်ကားတစ်စီးကိုပြန်လဲပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပါပြီဒါအမိဘအောင်ကျေးဇူးတည်တတ်တဲ့သားသမီးတွေဘယ်တော့မှမရှုံးနိုင်ဘူးဆိုတာကိုပြသသွားတာတက်သေးပါပဲကိုကျွန်းစွတ်ပြီးတော့မိဘအရင်ဦးစားပေးခဲ့တဲ့ခုဆိုရင်သူဆွန့်လွတ်ခဲ့ရတဲ့ကားထက်အစပေါင်းများစွာတာလွန်ခဲ့တဲ့အရာကိုပြန်လည်ရရှိနေပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရေမင်းသားတယောက်ဖြစ်လာပေမဲ့မိသားစုအတွက်ကားရောင်းကထမင်းဆိုင်ဖွင့်ပြီးတော့ကိုရိုင်းဦးစီးလောက်ကင်နေတဲ့သူ့တောင်ရဲ့ကြိုးစားမှုပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်။မိဘလှုပ်ကြွေးလို့ထိုင်တဲ့တန်တဲ့ပြန်လည်ရရှိသူရဲ့အောင်မြင်မှုပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောပြသွားကြပါအောင်ရှင်။ချမ်းသာကြွယ်ဝတဲ့မိသားစုနောက်ခံရှိပေမဲ့လိမ္မာရင်ကျေးစွာနေတက်လို့ချီကျူးခံနေရတဲ့မိထက်လို့ရွှေစုံခဲပြီးတော့မွေးလာတဲ့ဆိုတဲ့စကားစုဟာအခွင့်ထိုးခံလူဒန်းစားတရက်ကိုတင်စားတာဖြစ်ပေမဲ့အဲ့လိုတိုင်ဝမ်ကနေဆင်းသက်လာပါလျက်နဲ့ကိုအားကိုအောက်ခြေကနေစူးစမ်းနေသူကတော့မြမမျိုးသမီးလက်ရွေးစင်တိုက်စင်မှုလေးမိထက်လိုပဲဖြစ်ပါတယ်ခုတစ်ခါမှတော့သူမရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုနောက်ခံတဲ့သူလူတိုင်းကချစ်ခင်အားကြနေရတဲ့မိထက်လူရဲ့လိမ္မာရင်ကျေးတဲ့စိတ်ထားလေးအကြောင်းကိုပြောပြပေးသွားမှာပါပြည်သက်တွေတည်ထားကြတဲ့အတိုင်းမေထက်လူဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းအရာရှိတဦးရဲ့တုံးရီသောသမီးရတနာလေးဖြစ်ပါတယ်။သူမရဲ့ဖခင်ဟာယာရုကုံရှိန်ကြီးမားသူဖြစ်တယ်လို့မိသားစုတိုင်ဝမ်တစ်ခုလုံးကလည်းချမ်းသာကြွယ်ဝတဲ့အထက်တန်းလွှာတွေဖြစ်ကြပါတယ်။ခုတော့ပင်စင်ယူထားတာနှစ်ပေါင်း20လောက်ရှိပြီလို့သိရတာပါ။ဒါပဲဖြစ်ဖြစ်မေထက်လူရဲ့ထူးခြားချက်ကတော့သူမဟာဘယ်တော့မှငါ့အဖေကဘသူငါ့အမျိုးကဘသူဆိုတဲ့မာမာနာကိုထုတ်ပြလိမ့်မရှိတာပါပဲ။သူမအမြဲတမ်းရိုးရိုးသားသားနဲ့ရင်ကြီးကြီးနေထိုင်တတ်သူဖြစ်လို့အနုပညာရှင်တွေကရောအားကစားသမားတွေကပါသူမရဲ့စိတ်ထားလေးကိုအမြဲတမ်းချီးကျူးနေကြတာပါမေထက်လောကအခုဆိုရင်တော့ American နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ UCLA မှာပညာသင်ကြားနေတာပဲဖြစ်ပါတယ်ချမ်းသာတဲ့မိသားစုကစဉ်သက်လာလို့စိန်ခံအေးအေးဆေးဆေးနေလို့ရမယ်သူမဟာကိုအားကိုလိုတဲ့စိတ်ဓာတ်နဲ့နိုင်ငံရဲ့ချမ်းသာတယောက်တည်းရုန်းကန်နေရတာပါကျောင်းတက်ရတဲ့တန်း
ဘောလုံးကစားတဲ့ဒဏ်တွေကိုလည်းအပြုံးမပြတ်ပဲနဲ့ခံနိုင်ရရှိကသူမရဲ့ထက်မြက်တဲ့စိတ်ဓာတ်ကိုဖော်ပြနေပါတယ်။ပညာရေးမှာလည်းထူးချွန်တယ်လို့အားကစားတွေမှာလည်းနိုင်ငံကုန်ဆောင်နိုင်အောင်စ조사နေတဲ့သူမရဲ့ဘဝဟာလူငယ်တွေအတွက်တကယ်ကိုမှအားကျစံပြပါပဲ။မိထက်လူမရှိတဲ့အကြီးမားဆုံးဂုဏ်ပုဒ်ကတော့သူမရဲ့မျိုးချစ်စိတ်ဓာတ်ပါပဲ။အမေရိကန်မှာကျောင်းတက်နေတဲ့အဆင့်မြင့်လာတဲ့လူနေမှုစနစ်တွေကြားမှာရောက်နေပေမဲ့လည်းနိုင်ငံတော်ကခေါ်ယူတဲ့အခါမှာသူမဟာမြန်မာပြည်ကိုအမြဲတမ်းပြန်လာခဲ့ပါတယ်။မိုင်မောင်းထောင်ချီဝေးကွာတဲ့ခီကိုနှောက်မတော်မဲနဲ့ပြန်လာပြီးမြမလန်ကိုရင်မချိတ်ခါကွင်းထဲမှာအာသွန်ခွန်ဆိုင်ကစားပေးလေးရှိတာသူမရဲ့ပြင်းထန်တဲ့နိုင်ငံချစ်စိတ်ကိုတက်တည်ပြနေတာပါပရိသတ်တွေမှတ်မိကြအောင်ပဲထင်ပါတယ်ပြိုင်ပွဲတစ်ခုမှာအသင်းရှုံးနေကြလို့တယောက်တည်းကြေကွဲဝမ်းနေစွာငိုကြွေးနေတဲ့မေထက်လူရဲ့ပုံရိပ်ဟာသူမဟာနိုင်ငံအတွက်ဘလောက်ထိကိုနိုင်ကျင်စိတ်ပြင်းပြသလဲဆိုတာကိုအားလုံးသိလိုက်ရပါတယ်သူမအရာရှိသမီးဖြစ်ပေမဲ့လူကြီးလူငယ်မရွေးပေါ်မှာလိမ့်မရင်ကျေးစွာဆက်ဆံတတ်တာကြောင့်မေထက်လူလို့ပြောလိုက်ရင်မချစ်တဲ့သူမရှိသလောက်ပါပဲသူမရဲ့အောင်မြင်မှုတွေဟာမိဘရဲ့အိမ်အောင်မှာရရှိခဲ့တာမဟုတ်ဘဲကိုရိုင်းရဲ့ချွေးနဲ့သွေးနဲ့ရင်မိမာရရှိခဲ့တာဖြစ်ပါတယ်။ကိုချတော့ပေါ်ကိုရက်ပြီးတော့ကိုရဲ့ချင်းနဲ့ကိုနိုင်ငံကုန်းဆောင်နေတဲ့မေထက်လူဟာခေတ်သစ်မြမအမျိုးသမီးတွေရဲ့အားကိုးစရာကျဲပွင့်လေးဖြစ်လို့နေပါပြီ။အချက်ပြောရရင်တော့မြမလက်ရွေးစင်ကစားသမားလေးမေထက်လူဟာရုပ်ရည်ကလည်းလှသလိုစိတ်ထားလေးကလည်းလိမ္မာရင်ကျေးပြီးတော့ညံရည်လေးထက်မြက်သူတို့ပါ။မိဘတွေပေးချတဲ့ဂုံးရှိန်ကိုအခြေခံပြီးတော့ပုံပုံမြင့်မာအောင်မြင်မှုတွေကိုကိုရိုင်းစူးစမ်းတည်ဆောက်နေတဲ့သူမရဲ့ခီးလန်းဟာတကယ်ကိုမှလေးစားစရာကောင်းလာပါတယ်။နိုင်ငံအတွက်အမြဲတမ်းပေးဆက်ဖို့အသင့်ဖြစ်နေတဲ့ဒီလိုမျိုးချစ်စိတ်တဲ့ပြင်းထန်တဲ့အမျိုးသမီးငယ်လေးကိုအားလုံးကဆက်လက်ဝန်းရံအားပေးသွားကြမှာပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရဲ့ချမ်းသာကြွားတဲ့မိသားစုနောက်ခံရှိပေမဲ့မာနမရှိပဲကိုအားကိုကနိုင်ငံကုန်ဆောင်နေတဲ့မေထက်လူရဲ့စိတ်ထားလေးပေါ်ဘယ်လိုမျိုးမြင်ကြပါသလဲရှင်။ဗတ်စုံထူးချွန်ပြီးတော့လိမ္မာရင်ကြီးတဲ့မေထက်လူပေါ်မှာမိမိတို့ရဲ့မြင်လေးကိုလည်းပြောပြသွားကြပါအောင်ရှင်။နမေရမင်းသားမင်းသမီးတွေမတွေ့ရတာကြောင့်စိတ်မကောင်းဖြစ်နေကြရတဲ့ပရိသတ်တွေကျမတို့ရဲ့ The Celebrity News Channel လေးကနေပြက်လေးကကြိုဆိုလိုက်ရှာပါတယ်။ဟာသားတရုတ်ဆောင်ကြီးဦးညောင်ညောင်ကတော့ BOK ကနေစတင်ကရုပ်ရှင်နယ်ပယ်တွေအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ဟာတရားရှည်ဆွေးတွေတိုက်ကြွေးခဲ့တာကြောင့်လေပရိသတ်တွေပြေနုပညာရှင်တွေကမှချစ်ခင်ခဲ့ကြတာပါ။ဒါပေမဲ့လည်းဇက်ပိုတရုတ်ဆောင်တူရဲ့နောက်ဆုံးခီးလေးမှာတော့အနုပညာရှင်ချို့ကိုမမြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။ဦးညောင်ညောင်အနေနဲ့ခေါင်းကြီးများပြန်လာပြီဆိုတဲ့ဟာသားဇလန်တွေလေးနဲ့တူတကြော့ပြန်ရှိုက်ကူးနေခဲ့ပါတယ်။အပိုင်းတင်မှာပါပါဝင်ပေးထားတဲ့ဦးညောင်ညောင်ဟာပြန်လေကောင်းမွန်လာတာကြောင့်ပင်းတရစီမှာပါထက်မှန်ပါဝင်လာခဲ့တာပါ။အပိုင်းတွေကိုရှိုက်ကူးနေတဲ့အချိန်မှာတော့အမတ်မထင်ချင်းနေတချို့ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်လေလူရှင်တော်ကြီးကောင်းကျော်နဲ့တူအစားထိုးကရှိုက်ကူးခဲ့ရပါတယ်။ဒါပေမဲ့လည်းကိုေးတော်လည်းမဆက်မီဆိုသလိုစိတ်မကောင်းဖွယ်ချင်းနေတဲ့တူရုတ်တရက်ဆိုသလိုနှုတ်ဆက်သွားခဲ့ရတာဖြစ်ပါတယ်။ဦးညောင်ညောင်ရဲ့နောက်ဆုံးခီးလေးမှာတော့မင်းသားကြီးတွေမို့လူမင်းတို့လိုနာမည်ကြီးမင်းသားတွေကိုတွေ့မြင်လာခဲ့ရပါတယ်။ဒါအပြင်မှာတော့မင်းသားကြီးဦးအောင်လွင်ဦးစာကနာဦးကျော်ထူငပြောကျော်တက္ကသိုလ်ကွမ်းပုံတန်တန်စုံနေဟာတာလူရှင်တော်ချို့ကပါလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ဒိတ်ဒိတ်ကျဲနုပညာရှင်တွေအနေနဲ့နောက်ဆုံးခီးစဉ်လေးမှာတော့မပါဝင်ခဲ့ရတာပါ။ဒါကြောင့်လည်းဝိုင်းရင်နုပညာရှင်တဦးနဲ့ပတ်သက်ခါပရိသတ်တရားပါစိတ်မကောင်းဖြစ်နေကြရပါတယ်။ဦးညောင်ညောင်ဟာအစားထိုးမရတဲ့နုပညာရှင်ကြီးတဦးလေးဖြစ်ပါတယ်။ဟာတာလေးတွေနဲ့တူအမြဲစားနောက်တက်တယ်လို့ရိုက်ကွင်းမှာပါပျော်ပျော်ရွှင်ရွှင်နေတဲ့သူပါ။ဒါကြောင့်လည်းအမတ်တရတွေကိုဖြစ်ခဲ့ရကြောင်းကိကပါလွမ်းစာလေးတွေပေးလာခဲ့ပါတယ်။ဒါပေမဲ့လည်းကိအပါဝင်နာမည်ရနုပညာရှင်ချို့ကတော့နောက်ဆုံးချိန်လေးမှာမမြင်တွေ့ရတာဖြစ်ပါတယ်။အိန္ဒိယခီးစင်မတိုင်မီမှာပဲဦးညောင်ညောင်ကအမတ်တရတွေကိုဖန်တီးခဲ့သူဖြစ်ပါတယ်။ဇက်ပိုတရုတ်ဆောင်တွေကိုလိုက်လံကနှုတ်ဆက်ခဲ့ရတယ်လို့တာเจ้าမှာเจ้าတွေဂယုဆိုင်နိုင်ဖို့ရေးမေတ္တာစကားဆိုခဲ့ပါတယ်။ဒါကြောင့်လေကြားရသူပရိသတ်တရားပါဦးညောင်ညောင်ရဲ့ပြစ်ပြက်ပေါ်မှာစိတ်မကောင်းပြရတာဖြစ်ပါတယ်။ဦးညောင်ညောင်ရဲ့ကီးလေးကိုတော့ဒီဇင်ဘာလ19ရက်နေ့ဒီကနေ့မှာပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးနှုတ်ဆက်တဲ့အချိန်မှာတော့ဦးညောင်ညောင်ဟာ62နှစ်ရွယ်ရောက်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။တက်သစ္စာလူငယ်အတွက်ဆန်ထားရတဲ့တရုတ်ဆောင်ကြီးဖြစ်ပြီးဝိုင်းရင်လူရှင်တော်ကြီးတွေအတွက်ပါအမတ်တရတွေကိုဆန်ထားရခဲ့သူပါ။ဒါကြောင့်လေကောင်းရအရက်စီရောက်ပါစေကြောင်းအားလုံးကစုမုံကောင်းလေးတွေတောင်းပေးလာခဲ့ရပါတယ်။ပရိသတ်တွေကိုအမြဲပြုံးပျော်စေခဲ့တဲ့ဦးညောင်ညောင်လေးကောင်းရာစီကိုရောက်ပါစေကြောင်းကျမတို့ရဲ့ channel လေးကနေစုမုံကောင်းလေးတောင်းပေးလိုက်ရှာပါတယ်။စီးကိန်းပြိုင်ပွဲမှာရွက်လေးပြိုင်ပွဲကိုဝင်ပြိုင်ပြီးတော့ရွှေတစိမ့်စုကြီးရရှိသွားတဲ့ထိုင်းမီဘီယာစုတီတာအားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ထိုင်းနိုင်ငံကအင်ရှင်ပြေကျင်းပနေတဲ့33ချိန်မြောက်စီးကိန်းပြိုင်ပွဲမှာအားစားသမားတွေပြင်ထိုင်းတော်ဝင်မိသားစုချို့လည်းရှင်ပြိုင်ကြပါတယ်အဲ့ဒီထဲမှာတော့လက်ရှိထိုင်းပြည်ရင်မဟာဝချီယာလောင်ကိုရဲ့မီဘီယာစုတီတာဟာရွက်လေးပြိုင်ပွဲမှာရွှေတစိမ့်စုရခဲ့ပါတယ်ထိုင်းမီဘီယာစုတီတာကစီးကိန်းပြိုင်ပွဲရဲ့ Miss Kidsball
SSL 47မျိုးစားရွက်လီပြိုင်ပွဲမှာအခြားရွက်လီအသင်းသား9ဦးနဲ့အတူ48ပေရွက်လီတစ်စင်းနဲ့ရှင်ပြိုင်ခဲ့တာပါဒီပြိုင်ပွဲမှာဆိုရဖို့ဆိုရင်ကျွမ်းကျင်မှုညီညွတ်မှုနဲ့ရေပြင်အခြေအနေကိုမှန်ကန်စွာခံမှန်းနိုင်မှုတို့ကအလွန်ရှိပါပါတယ်ဒီပြိုင်ပွဲကိုပတ္တရားမျိုးနဲ့မလမကန်းမှာရှိတဲ့ရေပြင်မှာကျင်းပခဲ့တာပါထိုင်းရွက်လီအသင်းကမလေးရှားနဲ့မြန်မာအသင်းတွေကိုဥဆောင်ကြော်ဖြတ်ပြီးတော့ရွှေတစိမ့်စုကိုစုခုရရှိခဲ့ပါတယ်ရွှေတစိမ့်စုကိုအမြင့်ဆုံးစုဖြစ်ပြီးတော့ဒီစုကိုရအောင်မိဖုရားစုတီတာကအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။မိဖုရားစုတီတာက1988ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးအခုဆိုရင်အသက်48နှစ်သားရှိသေးပြီးထိုင်းပြည်နယ်2019ခုနှစ်မှာထိန်းမြခဲ့တာပါ။အရင်ကလေကြောင်းလိုင်းဝန်ထမ်းဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုပြီးတော့စီကံတကြလောက်ကင်နိုင်မှုတာဝန်ယူမှုမြန်မာမှုတို့ကြောင့်အရေးပေးခံခဲ့ရပူပါတယ်။နောက်ပိုင်းမှာထိုင်းပြည်ရဲ့ကိုရဲအထူးလုံခြုံရေးတပ်ဖက်မှပါဝင်တာဝန်ထမ်းဆောင်ခဲ့ပြီးစီရေးလေးကျင့်မှုခေါင်းဆောင်မှုတင်တန်းတွေကိုလက်တွေ့ကြကြသင်ယူခဲ့မှုတို့ပါဒီလိုတွေ့ကြုံနေရှိတာကြောင့်လေရေပြင်မှာရှင်ပြိုင်ရတဲ့ရက်လေပြိုင်ပွဲမှာယုံကြည်မှုရှိရှိရှင်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ထိုင်းပြည်မဟာဝါချီယာလောင်ကုန်းဟာဒီဇင်ဘာ18ရက်ညနေပိုင်းမှာမိဖုရားစုတီတာပါဝင်ပြိုင်ပွဲမှာရွှေငွေကြေးတိစုရသူတွေကိုစုပေးခဲ့ပါတယ်။စုတီတာကမိဖုရားတစ်ပါးဖြစ်ပေမဲ့လည်းအားစားမှလည်းဝါသနာပါလို့ဘန်ကောက်မှာကျင်းပတဲ့Half Marathon ပြိုင်ပွဲတစ်ခုမှာလည်းကင်ညာပြည်သမားElup Kipchoge နဲ့အတူပြေးခဲ့ပါသေးတယ်။ဆိုတီတာကမိဖုရားဖြစ်နှံတက်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံရဲ့လူမှုရေးပညာရေးကျန်းမာရေးနဲ့လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာလှုပ်ရှားမှုတွေမှာပါဝင်လေးရှိပါတယ်။ပို့ပြီးတော့အထူးကြတာကတော့မိဖုရားဆိုတီတာကအားစားကိုလည်းအထူးစိတ်ဝင်စားသူဖြစ်နေကြတာပါ။မိဖုရားဆိုတီတာကအားစားကိုနိုင်ငံသားတွေအတွက်ကျန်းမာရေးကောင်းလာစေဖို့နည်းနဲ့တည့်ရဖြစ်လက်ခံထားပါတယ်။ဒါကြောင့်သူကိုယ်တိုင်လည်းစီကိန်းပြန်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ပြန်ပွဲမှာရွှေတစိမ့်စုခုနိုင်ခဲ့ခြင်းကလည်းထိုင်းနိုင်ငံသားတွေအတွက်အားစားစိတ်တွေကိုမြင့်တင်ပေးလိုက်တာလည်းဖြစ်ပါတယ်။မိဖုရားဆိုတီတာကစီကိန်းမှာဆူရပြီးနောက်မှာသူ့ရဲ့ဆရာထက်သန်မှုစီကံတကြလေ့ကျင့်နိုင်မှုနဲ့အသင်းကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုလေးစားချီးကျူးလာကြပါတယ်။နိုင်ငံရဲ့မိဖုရားတစ်ပါးဖြစ်ပေမဲ့လည်းအားကစားပြိုင်ပွဲမှာတော့တာမဲ့အသင်းသားတို့အဖြစ်ရှင်ပြိုင်နိုင်ခဲ့တာကလည်းထူးခြားချက်တစ်ခုပါ။အားကစားဆိုတာကအစင်တမ်းမြေလူတိုင်းတွေဖြစ်ကြောင်းကိုပြသလိုက်တာဖြစ်ပြီးထိုင်းနိုင်ငံအတွက်လည်းဂုဏ်ယူစရာကောင်းပါတယ်။အားစားပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်တာကမိဖုရားစုတီတာတယောက်တည်းတော့မဟုတ်ပါဘူး။လက်ရှိထိုင်းပြည်ဝါချီယာလောင်ကုန်းရဲ့ခမီးတော့ဘရင်ဘူမီပေါ်လေ1968ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့အားစားပြိုင်ပွဲမှာရွက်လီစီပြိုင်ခဲ့ပါသေးတယ်။ထိုင်းပြည်သူတွေကိုအားစားလိုက်စားလာအောင်ရှိကနေဥဆောင်လက်ပြအားစားတွေလုပ်ပြနေတဲ့ထိုင်းမိဖုရားဆိုတီတာရဲ့စူးစမ်းအားထုတ်မှုတွေကိုဘယ်လိုထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်။မီဒီယာအင်တာဗျူးတစ်ခုမှာထူးခြားတဲ့စကားပြောပုံကြောင့်လူပြောများနေတဲ့တသက်ဆိုပုံမှန်မဟုတ်တဲ့စကားပြောဆိုပုံကြောင့်လူပြောများနေတာကတရုတ်ဆောင်မင်းသမီးတသက်ဆိုပါမြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာတစ်ခေတ်တစ်ခါကအောင်မြင်ကြော်ကြားခဲ့တဲ့မင်းသမီးကြီးတသက်ဆိုလို့ပြောလိုက်ရင်မသိသူမရှိတော့ပါပဲသူမဟာသူမရဲ့ခေသူမခါတော့ကအရန်ကိုမှလှပကြော်ရှင်ပြီးမဟာဆန်တဲ့အလားတရားတွေကိုပိုင်ဆိုင်ထားတဲ့ထိတ်တဲမင်းသမီးကြီးတလက်ပါရုပ်ရှင်စကားကြီးတွေမှာလည်းသူမရဲ့ကာရိုက်တာနဲ့လိုက်ဖက်ညီစွာပြည်ပြင်းစွာတရုပ်ဆိုင်နေတာကြောင့်ပရိသတ်တွေကယနေ့ထက်တိုင်အမတ်ရအားပေးနေကြဆဲဖြစ်ပါတယ်။အခုချိန်မှာတော့မင်းသမီးကြီးတသက်ဆိုတာအသက်အရွယ်တစ်ခုကိုရောက်ရှိလာပြီဖြစ်ပေမဲ့သူမရဲ့တည်တယ်မှုတွေကတော့ပျောက်ကွယ်မသွားသေးပါဘူး။အရေးရတသက်ဆိုတာအမျိုးသားပရိသတ်တွေရဲ့အသေးကိုဖန်ဆားနိုင်သူတို့ဖြစ်ခဲ့ပေမဲ့လည်းတဘွားလုံးကိုအိမ်နာမပြူဝဲနဲ့အပြိုကြီးဘွားတဲ့သာအေးအေးကြကြနေထိုင်လာခဲ့သူပါ။မီဒီယာအင်တာဗျူးတွေမှာဆိုရင်လည်းသူမကိုသူမအန်တီယာလေးတီတီယာလေးဆိုပြီးအမြဲတမ်းရင်ကျေးတိမ်မွေးစာနဲ့ပြောဆိုဖြေကြားတတ်တာကြောင့်ပရိသတ်တွေကသူမရဲ့အေဂျင့်နဲ့ပြုမှုလေးတွေကိုချစ်ခဲ့ကြပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းထွက်ပေါ်လာတဲ့မီဒီယာအင်တာဗျူးတွေမှာတော့မင်းသမီးကြီးတသက်ဆိုရဲ့ပြောဆိုပုံတွေကအရှင်နဲ့မတူပဲတိတိတသားပြောင်းလဲလာတာတွေ့ရပါတယ်။သူမကအရှင်ကတည်းပုံမှုပြတ်သားလာသလိုစိတ်ထဲရှိတာကိုပွပွလေးလေးချပြလာတာကြောင့်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာဘာကြောင့်ဒီလိုပြောင်းလဲသွားတာလဲဆိုပြီးလူပြောများနေတဲ့ကိစ္စဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်သူမနဲ့မင်းသားကြီးကျော်ဟိန်းတို့ရဲ့ပတ်သက်မှုကိုရှင်းပြရမှာသူဟာကျော်ဟင်းရဲ့သွေးသားရဲ့ညီမမဟုတ်ပေမဲ့မောင်နှမအရင်လိုရှင်းနေတဲ့ကျော်ဟင်းရဲ့တပည့်ဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ပေါ်ပြီးအန်အိုစရာကောင်းတာကတော့သူမဟာစိန်ကော်လီကိုင်းဝင်တူဖြစ်ပြီးတော့မင်းသားကြီးကျော်ဟင်းထက်တောင်ဆင်မြင့်တဲ့သူဖြစ်တယ်လို့ပြပြသားသားပြောဆိုလိုက်တာပါပဲ။အရှင်ကလူတွေကိုတိခန့်တဲ့သူမဟာခုချိန်မှာတော့ဘေးရောက်ကိုမှတိခန့်တော်မှာမဟုတ်ပဲစိတ်ထဲရှိတဲ့အတိုင်းလွတ်လပ်စွာနေထိုင်သွားတော့မယ်လို့ဆိုပါတယ်။ဒါပြင်လာမယ့်ကယ်မီရွှေကြိုးရေးချဲပွဲမှာလည်းဒိုင်လူကြီးတူအဖြစ်ပါဝင်ကဲဖြတ်သွားမှာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့လည်းသူမကလာပြိုင်မဲ့ပြိုင်ပွဲဝင်တွေကိုပြတ်သားစွာနဲ့တရားမျှတစွာကဲဖြတ်မှာဖြစ်တယ်လို့သူများတွေလိုလက်စားပြီးကဲဖြတ်မှာမဟုတ်ဘူးလို့ပြင်းပြထန်ထန်ပြောဆိုခဲ့ပါတယ်
ဘသူ့ပေါ်မှာလည်းယူဆိုင်မှာမဟုတ်သလိုအမှန်တရားတိုင်းသာဆုံးဖြတ်သွားမယ်ဆိုတဲ့သူမရဲ့ရည်တည်ချက်တဲ့သူမစကားပြောဆိုသုံးနှုန်းတဲ့ပုံစံတွေကအတော်လေးထူးခြားနေတာပါ။ဒါပြီးတသန်းဆိုတာကျမ်းမာရေးခြင်းတွေကသူမရဲ့နှလုံးဟာမခံနိုင်တော့တာကြောင့်အမှုပညာလုပ်တွေကိုရှေ့ဆက်လုပ်ဖို့မသေးကြတော့ဘူးလို့လည်းရှင်းဖွင့်လာပါတယ်။အချို့ကသူမရဲ့ပြောင်းလဲသွားတဲ့ပြုမှုတွေပေါ်စိတ်ဖောက်ပြန်နေရလားဒါမှမဟုတ်တမင်လုံးနေရလားဆိုပြီးဝေဖန်ကြပေမဲ့သူမကတော့ဒါဟာစိတ်ထဲရှိတဲ့အတိုင်းလောလက်စွာနေထိုင်တာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒီလိုမျိုးတိမ်မွေးတဲ့ကိုတီတီဆိုပြီးတော့သုံးတဲ့ဘဝကနေစကားကြမ်းပြတ်သားတဲ့မင်းသမီးကြီးတူဖြစ်ပြောင်းလဲသွားတဲ့တသက်ဆိုးရဲ့နောက်ွယ်မှာဘလို့အကြောင်းရင်းနေရှိမလဲဆိုတာကတော့ပြည်သက်တွေကြားမှာဖြေရှာမရတဲ့ပုံစံတစ်ပုဒ်ဖြစ်နေပါတယ်။ဘာဖြစ်ဖြစ်သူမရဲ့ပွင့်လင်းရိုးသားတဲ့ပြောဆိုပုံတွေနဲ့တရားမျှတမှုကိုရှေ့တန်းတင်တဲ့စိတ်ဓာတ်ကတော့လေးစားစရာပါပဲ။ကြည့်ရှုနေတဲ့ပြည်သက်တရားရောမင်းသမီးကြီးတသက်ဆိုးရဲ့ထူးခြားပြတ်သားလာတဲ့အင်တာဗျူးဖြေဆိုပုံတွေပေါ်ဘလို့မြင်ကြပါသလဲ။သူမရဲ့ပြောင်းလဲမှုတွေကကျမ်းမာရေးကြောင့်လားဒါမှမဟုတ်ဘဝကိုလွတ်လပ်စွာရှင်သန်ခြင်းနဲ့စိတ်ကြောက်လားဆိုတာမိမိတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။